လေးယူတဲ့အခါမှာယောက်ျားလေးလိုချင်တာလားမိန်းကလေးလိုချင်တာလားကိုကြိုက်တာကိုရွေးပြီးတော့ကိုဝင်ဆောင်လို့ရတဲ့အခြေအနေထိစေပညာမှာတိုးတက်နေပြီဖြစ်ပါတယ်ပုံမှန်ဆိုရင်ဆမတို့ကကိုဝင်ဆောင်နေဆိုရင်ကိုဝင်အပတ်18ပတ်ကနေ22ပတ်ကြားမှာဆမတို့တွေသိရတာပေါ့နော်မိန်းကလေးလားယောက်ျားလေးလားဆိုတာအခုခေတ်မှာတော့ဒီဟာကိုဝင်မဆောင်ခင်တတိသားလောင်းလေးအမေရဲ့ပိုက်ထဲမှာမကြီးထွားခင်ကတည်းကယောက်ျားလေးလားမိန်းကလေးလားဆိုတာကိုခွဲခြားပြီးတော့ကိုဝင်ယူလို့ရနေပါပြီထိုင်းမှာတော့ဒါကိုတွင်တွင်ကြဲကြဲလောက်ကြတယ်ပေါ့နော်ဆမကအခုဗီဒီယိုထဲမှာဒီယောက်ျားလေးမိန်းကလေးကိုလိုချင်တာကိုရအောင်ဘယ်လိုယူရတာလဲဘယ်လိုကိုဝင်ယူရတာလဲဆိုတာရဲ့ကုန်ကြစေးအကြမ်းမြင်ဘယ်လောက်ရှိလဲဆိုတာရဲ့ကိုပြပေးသွားမှာပဲဖြစ်ပါတယ်ဒီလိုယောက်ျားလေးမိန်းကလေးခွဲပြီးတော့ကိုဝင်ဆောင်တဲ့နီးကဖန်ပြွန်တရီသားနီးလက်နဲ့လောက်တာပဲဖြစ်ပါတယ်ကျမတို့ဖန်ပြွန်တရီသားလောက်ဖို့အတွက်ဆိုရင်အဖေဘက်ကတုပ်ပိုးကောင်ရဲ့အမေဘက်ကမောင်မျိုးဥရဲ့ကိုပေါင်းပြီးတော့တခွဲခန်းထဲမှာအပြင်မှာတရီအောင်နဲ့အစင်လောက်ရပါတယ်ကျမတို့တရီအောင်တဲ့အခါကျရင်ဒီတရီသားလောင်းလေးရဲ့အသားစာပေါ့နော် biopsy ကိုယူပြီးတော့ခရိုမိုဆုံးကိုစစ်ဆေးပါတယ်ဒီခရိုမိုဆုံးလေးကဒီယောက်ျားလေးလားမိန်းကလေးလားဒီတရေသားလေးကဘာလေးဖြစ်မှာလဲဆိုတာကိုဆုံးဖြတ်ပေးတဲ့ပိုင်းဖြတ်ပေးတဲ့အရာလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဆုံးဖြတ်လိုက်တဲ့အခါမှာဒီခရိုမိုဆုံးလေးကယောက်ျားလေးဖြစ်ပါတယ်ဆိုရင်ယောက်ျားလေးလိုချင်တဲ့မိဘတွေအတွက်ဆိုရင်ဒါအဆင်ပြေတယ်ဒါဆိုရင်ဒီတရေသားလောင်းလေးကိုဒီအမေရဲ့ပေါ့နော်တအိမ်ထဲကိုထည့်ပြီးတော့ကိုဝင်ဆောင်လို့ရပါပြီတကယ်လို့အမေနဲ့အဖေနဲ့ကမိန်းကလေးလိုချင်တယ်ရနေတာကယောက်ျားလေးဖြစ်တယ်ဆိုရင်တော့ဒီလိုမျိုးအဖေရဲ့တုပ်ပိုးကောင်းနဲ့အမေရဲ့မာမျိုးဦးနဲ့ပေါင်းဆက်ပြီးတော့တတိအောင်တဲ့ဖြစ်စဉ်ကိုအစကနေပြန်ပြီးတော့လုပ်ရမှာပဲဖြစ်ပါတယ်ဒီထိုင်းမှာတော့ဆေးရုံတွေကကုန်ကြဆေးအဖြစ်တစ်ဆေးရုံနဲ့တစ်ဆေးရုံတော့မတူဘူးပေါ့နော်များသောအားဖြင့်ဘတ်4သိန်းကနေဘတ်6သိန်းကြားရှိပါတယ်ကျမတို့မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့3,500နဲ့3,800ကြားမှာကုန်ကြဆေးရှိနိုင်ပါတယ်ဒီလိုမျိုးယောက်ျားလေးမိန်းကလေးရွေးပြီးကိုဝင်ဆောင်တာကိုတချို့နိုင်ငံတွေမှာတော့ခွင့်မပြုဘူးတရားမဝင်ဘူးပေါ့နော်ဥပမာဆိုရင်ကျမတို့ UKနောက်ပြီးတော့ကနေဒါ၊ဩစတြေးလျနောက်ပြီးတရုတ်နဲ့အိန္ဒိယမှာလည်းဒါတွေကိုခွင့်မပြုပါဘူး။ကျမတို့ Asia မှာတော့ပေါ့နော်ထိုင်းမှာတော့ popular ဖြစ်တဲ့တော်တော်လေးတွင်တွင်ကျယ်ကျယ်လောက်တာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ကိုမွေးလာတဲ့ကလေးကိုယောက်ျားလေးလိုချင်တာပဲဖြစ်ဖြစ်မိန်းကလေးလိုချင်တာပဲဖြစ်ဖြစ်အခုဆမပြောတဲ့နီလန်းနဲ့ကိုဝင်ဆောင်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမဒေါက်တာ Grace ပါ။